အကလေးကဘုံမှာမြမကြီးကသိမ့်နေကြဘုရားလောင်းတော့ထွက်တယ်ပြီဆိုရင်လားလာပြီးတော့ကတ်နေကြအဲ့တော့သပိတ်ကဒီနေ့ဒုသနာကပ်မဲ့နေမှာပျောက်သွားပြီဆိုတော့သပိတ်မပိုင်ဘုံမတို့ဘုန်းကြီးတွေကစားစရာကိုသပိတ်ပေါ်မှာအလိုမခံကောင်းဒါကြောင့်ဘုန်းကြီးတွေကိုစားစရာကတ်တက်ကအတိနံပဲကတ်ဘုံပဲဒီစားပဲကတ်သပိတ်ခွက်နဲ့ကတ်တာအနည်းဆုံးခွက်ထည့်ပြီးကတ်ရတယ်အဲ့ဒါမှသဘာဝကျဘုံတို့လက်နဲ့အလူခံဝိနည်းအာဘတ်တဲ့ဟုတ်ပြီနော်အဲ့လိုနေဆိုတဲ့အခါကျတော့သပိတ်မပါဘူးဆိုတဲ့အမှတ်တင်ကိတပြလိုက်တော့အဲ့ဒီမှာလူသားသားမဟုတ်ပါဘူးဗျာတဲ့တပည့်တော်ရွှေခွက်ကြီးပါလှူပါလေဒါရတရားလေဖျားမြင်လိုက်တော့မဟာပုရိသယောက်ျားမြတ်တို့လက္ခဏာ32ပါးလေပြည့်ပြည့်ဝအလုံးတန်လှတဲ့အတုမရှိလှပါတဲ့အမျိုးသားကိုဗျအဲ့မှာတပည့်တော်ကအကုန်လုံးရွှေခွက်ပါလှူပါတယ်ဗျာဆိုတော့အဲ့ဒါမြတ်စွာဘုရားအလောင်းတော်မြတ်ကမဟာတက္ကရာ130ဒီညောင်မင်းအောက်မှာပဲဒီညောင်မင်းမျိုးဆက်ပေါ့လေရွှေခွက်ကိုကဏ္ဍရွှေခွက်နဲ့ကဏ္ဍလို့ဆိုလူခံခဲ့တယ်လူခံပြီးတဲ့ကဘုရားလောင်းတာမစားသေးဘူးစွန်မဖုံပေးသေးဘူးဘာလို့လဲဆိုတော့ဟိုမြင့်စိတ်ကိုသွားပြီးရေချိုးတယ်ပြီးရင်ခြေရှည်တဲ့အရှင်ပြားများသွားကြည့်ကြဒီလိုတော့မဖို့တော့အခုသွားကြည့်လို့ရယနေ့ပတ်ဟိုဘက်နဲ့သွားရင်မတ်တရက်ကိုလည်းရှိတယ်အဲသုပ္ပဒိဋ္ဌိတရေချိုးစိတ်ရွှေကမျောတဲ့နေရာသုပ္ပဒိဋ္ဌိတရေချိုးစိတ်ဆိုတာဒါရင်နတ်ပြည်ကနန္ဒဝင်ရေကန်ကြီးကိုနန္ဒဝင်ဥယျာဉ်နဲ့ကံတော်ကြီးကိုဆင်းတယ်လို့ပဲတဲ့အလုံးတန်လှအကောက်တစ်ထောင်ပါလေရေချိုးစိတ်အဲ့ဒီရေချိုးစိတ်မှာရေချိုးတယ်အဲဒီကနေသွားလို့မြအပြင်ဘက်ကနေသွားရှင်များတို့သွားကြည့်ခြင်းအမှတ်တမ်းလေးပါတခါလေးရက်ခဲ့သွားကြဖုန်းကြီးလူတွေတော့မသွားတဲ့အဝေးကြီးပါဘောနော်အဲ့ဒီမှာဘုန်းတို့ရေချိုးစိတ်မှာရေချိုးပြီးမှအဲ့ရွှေခွက်ကိုယူလာပြီးတော့ထိုင်ပြီးစွန်ဖုံးပေးတယ်စွန်ဖုံးပေးပြီးတဲ့အခါကျတော့ဒီနန်းအဲ့ဒီအခက်ကဒီဝန်းကျင်ကအင်ချင်းဥယျာဉ်တော်ကြီးအဲ့အင်ချင်းဥယျာဉ်တော်ထဲမှာမြတ်စွာဘုရားအလောင်းတော်ကတခါလေစွန်ဖုံးပေးပြီးတဲ့အခါကျတော့အဲ့မှာတမာမတ်8ပါးပြန်ပြီးတော့ပြန်ဝင်စားအဲ့ဒါကဘုံဗုဒ္ဓဝင်မှာအကျေဟောတာဒီမှာမပြောတော့ YouTube မှာလည်းနာကြည့်ထည့်ကြည့်လိုက်နော်ဒါကြောင့်ဒီ17တွေပေးတဲ့ကဘုံအချိန်ရရင်17တွေပေးတဲ့က17တွေအကုန်လုံးတွေကဖျားကြီးတဲ့တရားချင်းတွေရမယ်နော်ဒီဗီဒီယိုတွေအကုန်လုံးဘုံတို့ပြန်ပေးမယ်အဲ့ဒီတည်းကျရင်ဘုံဗုဒ္ဓဝင်ကအကျေဟောတာတွေထည့်ပေးလိုက်အဲ့မှာဒီတမာပဲရှင်ပါဝင်လာတာဘာနမိတ်ပုဗ္ဗနမိတ်တွေအကုန်ပါတယ်ဒီနေ့တနေ့ကုန်လုံးနေတဲ့ပြုမှုပြောဆိုလှုပ်ရှားမှုတိုင်းဟာမြတ်စွာဘုရားအလောင်းတော်တွေကအလေးပဲရှိနဲ့နမိတ်ပြည့်နေတာတွေအများရှိအဲ့ဒီကနေပြီးတော့ဆွန်ဖုံးပေးတမာဘတ်တွေဝင်စားပြီးတဲ့ကညနေမိုးချုပ်လောက်ရတဲ့အခါကျတော့ဘောဓိပင်ကိုကြွအပြန်ကြဘုန်းတို့လမ်းမှာတွေ့လိမ့်မယ်ဘောဓိပင်ကြွတဲ့လမ်းမှာဒီမှာနေပြန်မြစ်ရဲ့ဒီဘက်ကမ်းမှာနေပြန်မြစ်ကအခွာကြီးလို့မှတ်ဟိုဘက်မှာတစ်ချောင်းဒီဘက်မှာတစ်ချောင်းဒီနှစ်ခုကဒီလိုစုပြီးတော့နောက်တော့ဘက်ကတော့ဂယာမြစ်ဆိုဖြစ်ဂယာမြစ်ဂယာမြစ်စီးစင်းတဲ့တစ်ချောင်းမှာရှိတဲ့တော့ဂယာတိတာတော့တနည်းအားဖြင့်ဥရဝေလာတော့လို့လည်းခေါ်တယ်ဂယာမြို့ဟောင်းရှိလို့ဒီနေရာကိုဂယာမြို့လို့လည်းခေါ်တယ်ဟုတ်နော်မြတ်စွာဘုရားရှင်လက်ထက်ကဒါဥရဝေလာတော့မြစ်ကဂယာမြစ်နေစရာမြစ်လို့လည်းဘုရားရှင်လက်ထက်ကခေါ်တယ်နော်မြို့ကိုအကြောင်းပြုပြီးတော့ဂယာမြစ်လို့လည်းဂယာမြို့လို့လည်းခေါ်တယ်ဂယာမြစ်လို့လည်းခေါ်တယ်ဂိုင်းတော့အဲ့ဒါနဲ့ဟိုနေစရာမြစ်ကိုဖြတ်ကန်နေဆိုတဲ့အခါကျတော့တုတ္တိယငါစီကနေမျက်ရှိသုတ်ကိုလှူတယ်မျက်ရှိသုတ်အလူခံတဲ့နေရာအပြန်ကြဝင်ပြမျက်ရှိသုတ်ကိုမြတ်စွာဘုရားအလောင်းတော်မြတ်ကအလူခံပြီးတဲ့အခါကျတော့လှမ်းကြည့်လိုက်တော့ဘောဓိပင်နဲ့မဟာဘောဓိစေတီတွေ့လိမ့်မယ်အဲ့ဒီနဲ့ကျရက်ကြည့်လိုက်အဲ့ဒီမဟာဘောဓိစေတီဥရလေတော်ထဲမှာရှိတဲ့ခဏဘုန်းတို့မနက်ကပူဇော်ခဲ့တဲ့မဟာဘောဓိညောင်ကိုသွားမှာဆိုတဲ့အခါမြစ်ကိုဖျက်ရမယ်စာမမပေါ့ဘယ်လိုဖြတ်တယ်လဲအဘုန်းတို့တနေရာမှာတွေ့တယ်ဘယ်လိုတွေ့လဲဆိုတော့ကြာပန်းနေနတ်တွေလူတန်းနဲ့ကြာပန်းတရားကြီးပေါ်လာတယ်လို့ပြောကြာပန်းနေပေါ့ဗျာအဲ့ကြာပန်းတွေကိုနင်းဖြတ်ပြီးတော့ဘုဘက်ကိုကူးပြီးတဲ့အခါကျတော့အဲ့ဒီဘုန်းတို့မြတ်စွာဘုရားရှင်ကဥရဝေလာတော်ထဲမှာခုနဘုန်းတို့ဒီတရားအားထုတ်တယ်ပေါ့ညောင်မင်းအောင်အဲ့တော့ဒီမှာပြောစရာတခုကြံနေတယ်ဘုရားအလောင်းတော်မြတ်ကဆုံးဖုံးပေးပြီးတာနဲ့အဲ့ဒီရွှေခွက်ကသိမ့်ထားလို့မရအဲ့တော့ရှေးဘုရားရှင်တွေဘာလုပ်တယ်လဲဆိုတော့ရွှေခွက်မျောတာဒါကဓမ္မတာ32ပါးထဲမှာပါဓမ္မတာဆိုတာဖြည့်ဦးဖြစ်စဉ်တွေကိုမချိုးဖောက်ဘူးအဲ့တော့ဘုရားပြည့်မဲ့နေ့မှာဆုံးဖုံးပေးပြီးတာနဲ့ရွှေခွက်ကိုနေစရာမြစ်ကနေမျောလို့ရှိအဲ့တော့ဘုရားလောင်းတော်ဉာဏ်နဲ့ဆင်ခြင်ပြီးတော့အိုးမြစ်စိတ်ကနေပြီးတော့
ရွှေကုတ်ကိုမျောလိုက်တဲ့ကခဏငါဖျားဖြစ်မယ်ဆိုရင်